Hey yo,အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးပါနော်ပေါ့ပေါ့ရှိရရည်စရာဟာတာလေးပေါ့နော်ကျွန်တော်လည်းအတူတူဗျအားလုံးပဲကြည့်လိုက်အောင်ဗျ let's go ပဲနော်စိတ်ပါဗျာအေးဟာဟဲ့ချက်ကြီးဝိုင်းဆိုင်ကမွေးတော့မှာနေတာမျိုးစိတ်ကိုမြင်မြန်ရအောင်မောင်းပါဟဲ့မောင်းစမ်းပါဟုတ်ကဲ့တော့ဘာနဲ့ဟုတ်ကဲ့ဟဲ့မင်းလာလိုက်တာမေးအမေရောချက်ကြီးနေလဲကိုမြင်မြန်ရက်စမ်းမြင်မြန်ရက်လိုက်စမ်းဟုတ်ကဲ့ဒီလေကိုမြင်မြန်ရက်လိုက်စမ်းချက်ကြီးနော်ချက်ကြီးနော်ဝိုင်းစိတ်မွေးတော့မယ်နော်ဝိုင်းစိတ်မွေးတော့မယ်ဘာကောင်လေးထွက်လာမယ်ဆိုတော့ကြောက်ကြည့်လိုက်မယ်နော်ဒီကဝါစီလိုက်ဆက်ဆက်အမလေးနားလိုက်တာယောက်ျားလေးယောက်ဝိုင်းစိတ်မွေးသွားတာနော်အေးနော်ယောက်ျားလေးယောက်ျားလေးနော်တိတိလေးနော်ဒီမှာကြည့်တယ်တိတိလေးโอเคဘာကြောင့် channel လေး like subscribe နေပေးပါပေးခဲ့ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော် YouTube อ่ะပေါ့TikTok อ่ะပေါ့နော်ပေါ့ share ရည်စရာလေးကျွန်တော်YouTube မှာပြန်တင်နေပေးပါမယ်လို့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲ bye bye ပါ